ငွေရှာခြင်းဆရာဝန်မလုပ်နဲ့ကုန်တဲ့ပွဲသားသွားလုပ်ချီဆေးကုခြင်းမှဆရာဝန်လုပ်ပါဆရာဝန်ဖြစ်ပြီးတီလာမရှိတော့လဲဆရာဝန်ငတုံးနေလောကမှာတပုံကြီးပဲဆရာဝန်ဟုတ်တဲ့ဆရာဝန်တွေဟောဗမာပြည်ကအထူးကုဆိုရင်မသွားနဲ့တော့သူကလူနာကုတာမဟုတ်ငွေကုတာတော့ပါလားခန်းစီလေးလက်ကြည့်အဲ့ဒါတော့တက်တာနဲ့ပေးတတောင်းနှစ်ကြလည်းမထောက်မြက်ခန်းလေးတောင်လှန်ကြည့်မသွားဘူးမအားဘူးသူတို့ငွေရှာနေရတာကျုပ်ကလက်တွေ့တွေတပုံကြီးနှလုံးယောဂထူကူတဲ့ကျုပ်ညီမခုတစ်သက်လုံးဆေးတွေတောက်နေရတယ်ဘယ်တော့မှမကောင်းဘူးအဲ့ဒါကျုပ်ကလိုက်သွားတယ်ဒီတော့မှနင့်ဆေးကုနေပြီးတော့ဗမာပြည်မှာတော်ဆုံးပဲဟုတ်လားဆေးကန်းနဲ့ဝင်သွားကျုပ်ကထိုင်ဆောင်ဘယ်သူတို့ကျမပါဟောအေးဘယ်တော့သက်တာလားမသက်တာပါဘူးဆေးမတောက်ဘူးလားတောက်ပါလေတောက်သက်တာမှာပေါ့လက်မကြည့်